你表妹是卡，你表姐那是表，俺这姐那来俺没拿过，老比，所以，အခုနေငါဒီကလေးမလေးကိုစိတ်မချလို့နောက်ကတကောက်ကောက်လိုက်ဆောင်ရှောက်နေတယ်ပေါ့ဟုတ်ပြီဒီကလေးမလေးရဲ့ခန္ဓာကိုယ်မှာမကောင်းတဲ့အတတ်ပညာကိုတက်မြောက်ထားတဲ့သူတွေကမကောင်းကြံစီထားတာကိုနေသိတာသိရဘာလို့နေမထုတ်ပေးတာလဲမိတာနဲ့ထုတ်ပေးတယ်ရလားမရဘူးဟုတ်ပြီမရဘူးဒီကလေးမကိုငါနဲ့စုံတွဲခွင့်ရအောင်နေပို့လိုက်တာလားဟုတ်တယ်မနဲ့ဟုတ်ပြီရှိဘဝတော်ကြခဲလို့မင်းနဲ့အညိုးတော်ခဲလို့အဲ့ဒါကြောင့်မို့မင်းရှိကိုဥတိုက်အောင်လို့ဆိုမှအရွေ့ပို့လိုက်တာဟုတ်ပြီဒါဆိုရင်ပါတယ်အိမ်မဟုတ်ပြီပထမဆက်ရှိလို့လဲတွေ့ကြလာဘူးနော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီကလေးမလေးကိုလှုပ်ဆောင်ထားတဲ့အရာတွေကိုဆရာဘက်ကဖယ်ပေးလိုက်မယ်ဒါဆရာတော်ပဲပေါ့ဟုတ်ပြီဒီကလေးမလေးကိုအိမ်တော်ရဲ့အစဉ်ပြေအောင်စီးပွားရေးအစဉ်ပြေအောင်လှုပ်ဆောင်ပေးရမှာကတော့နေရတောင်းပဲပေါ့ဟုတ်ပြီဒါလည်းပြီနော်ဟုတ်ပြီကဲဟုတ်ပြီပြောချင်တဲ့စကားပါရှိသေးလဲပါရှိရဲဆိုတော့အဖိုးကြီးကိုအခုလို့ပြောင်းသွားအောင်ကိုညီပေးပါစောင့်ရှောက်ပေးပါအဖိုးကြီးမှာခံစားနေရတဲ့ဝေဒနာတွေကိုဖယ်ရှားပေးပါပြောချင်တယ်အောက်မှချင်တယ်ရတယ်ဒါပဲတော့ရတယ်ဆရာကလည်းဘုရှင်ရောဆရာဖြစ်တဲ့အချိန်ကနေစပြီးတော့မိမိကိုအခုကြီးတောင်းခံလာတဲ့900သမီးများကိုဘယ်ရွေးဘယ်မြကတော့မှကုသပေးမယ်ဆိုတဲ့စကားမျိုးမသုံးခဲ့ဘူးအခုလည်းသုံးတာမဟုတ်ဘူးလို့အရင်တော့ကလည်းမသုံးခဲ့ဘူးနောင်လည်းသုံးတာမဟုတ်ဘူးအဲ့တော့ရှင်ရောဆရာတယောက်ဖြစ်နေပဲအသက်ရှင်သမျှရပ်တည်မယ်ဒါဆိုရင်ဒီကလေးမလေးကိုကုသကဲတင်ဖယ်ရှားပေးဖို့အတွက်ဒီကလေးမလေးရဲ့မကောင်းကြံစီထားတဲ့အရာကိုဖယ်ရှားပေးရမှာဆရာတောင်းဝင်ဖြစ်တယ်အဲ့ဒီကလေးမလေးဆရာနဲ့ပြောကကုသနိုင်အောင်လို့လိုအပ်တဲ့ငွေကြေးအထောက်ပံ့လဲနေမကစီစဉ်ပေးလိုက်နော်စီစဉ်ပေးထားတယ်အဖိုးကြောထားတယ်သူ့ကိုအဖိုးကြောထားတယ်အကုန်လုံးကြောထားတယ်သူ့ကိုအဖိုးလာမယ်သူကတိကျပထမရင်းချန်ထားလို့ကိုကြောထားတယ်ဟုတ်ပြီအဲ့ဒီအတွက်ကုကြည့်အောင်ကုပေးပါဟုတ်ပါပြီကဲအဲ့တော့မာရရှိသေးလားပထမချက်တွေပါလို့ဘုန်းကြီးကိုကုကြည့်အောင်ကုပေးဟုတ်ပါပြီကုပေးမယ်ရှေ့တော်မနေတာလားရှေ့တော်မှာအခုဘိုးမနေဘူးအခုဘိုးခွင့်ယူခဲ့တာဘိုးခွင့်ရ9ရက်ဒီနေ့ရောဆို3ရက်ရှိမင်းကိုကြောက်နေတာဘိုးကလေဘယ်လာမဲ့ကြိုးတဲ့တိကျထွဲနဲ့ဘိုးကအဲ့ချက်ချင်းကိုလာခဲ့တာအဲ့ဝမ်းသာပါတယ်ဆရာနဲ့ဒီကာယကံရှင်ဘုရားဝတ္တမီနဲ့တွေ့ဆုံဖို့ကိုလည်းစောင့်ခြင်းပေးတဲ့အတွက်ကျေးဇူးတင်တယ်အဖိုးလည်းရောက်ရနေရမှာမိမိနေထိုင်ရာဘုံမိတ်မှာပျော်ရွှင်စွာဖြစ်ဘာသာရေးကောင်းမှုတရားနာရေးကောင်းကျိုးကိုတည်ဖို့ရဆောင်နိုင်ပါစေနော်ဆရာဆုတောင်းပေးပါတယ်နော်ကဲအဲ့တော့ဗုဒ္ဓတရားနာထုံးကားတဲ့နေမီဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာဝင်ပိဋကစွာလက်ဆယ်ပြထိတ်မှာမို့ဖျားဥချပြီးတော့မှပြန်သွားခြင်းတဲ့နေရာကိုပြန်ကြွပါနော်ဖျားဥချမေတ္တာတရားတိုင်းကရောင်ပြန်ဟပ်ပါတယ်ကိုပေးလိုက်တဲ့မေတ္တာတွေကဘာမှအသုံးမဝင်ဘူးလို့မထင်နဲ့နော်ကိုပေးလိုက်တဲ့မေတ္တာတရားတွေကစစ်မှန်နေတယ်ဆိုရင်ကိုယ့်စီကိုအမြဲတမ်းရောင်ပြန်လာပါတယ်ဒါပေမဲ့ကိုပေးလိုက်တဲ့လူစီကတော့ဟုတ်ချင်မှာဟုတ်ပါတခြားသောလူစီကလည်းဖြစ်နိုင်တယ်ဒါကြောင့်မေတ္တာပေးလို့ကိုပေးတဲ့လူကမေတ္တာကိုတန်ဖိုးမထားလို့တန်ဖိုးမသိလို့မေတ္တာတရားတွေကိုခံယူဖို့ဘုန်းကံတရားမရှိလို့ကိုယ့်ဘောကိုမေတ္တာပြန်မပေးနိုင်တာကိုငါမေတ္တာတွေအလကားပဲလို့မထင်နဲ့မဟုတ်ဘူးကိုယ့်ရဲ့မေတ္တာတရားတွေကဖြူစင်တန့်ရှင်းနေတယ်ဆိုရင်
တိတ်ကိုတန်ဖိုးကြီးတယ်သူစီကပြန်မရရင်တောင်တခြားနေရာကပြန်လာလိမ့်မယ်မေတ္တာဆိုတာရောင်ပြန်ဟပ်ပါတယ်အဲ့ဒီလိုပဲကိုယ့်ရဲ့စေတနာတွေကလည်းကိုယ့်ကိုယ်ပဲအကျိုးပေးတာပါကောင်းတဲ့စေတနာတွေနဲ့ပြု